မြောက်တွေဟာတစ်ချိန်ကဘလောက်တောင်ကြောက်ဖို့ကောင်းခဲ့တယ်လဲဆိုတာမင်းတို့စိတ်တောင်ကူးကြည့်နိုင်မှာမဟုတ်ဘူးသူတို့ကလူအုံနောက်တွေကိုစားယုံတင်မကဘူးလူရည်ခွန်တွေကိုလည်းဝစ်စင်ကြတာသူတို့ကကလေးငယ်တွေရဲ့ဥကောင်းခွန်တွေကိုအရန်ဆွဲလန်းကြတယ်ဒါကြောင့်ရွာပြင်ဘက်မှာချောင်းနေပြီးအဖို့မပါပဲတယောက်တည်းငိုနေတဲ့ကလေးတွေကိုစောက်ဖမ်းတက်ကြတယ်အဲ့ဒီတုန်းကငါအဖိုးဟာရွာရဲ့နာမည်ကြီးမြောက်ဘရင်ပေါ့သူ့လက်အောက်မှာမြောက်ကောင်ပေါင်းဒါစင်နဲ့ချီပြီးရှိတယ်ငါကတော့သူ့စကားကိုအပြည့်အဝနားထောင်ဖို့လေးလာတင်ယူရမယ်တနေ့မှာခြံရှမ်းကဖြူဖြူသေးသေးမြောက်ကလေးတစ်ကောင်ယူလာတယ်အဲ့ဒီမြောက်ဟာဖွာလန်ကျဲနေတဲ့အမွှေးတွေနဲ့ဖုံးလွှမ်းနေတာငါအဖိုးကနှာခေါင်းရှုံပြီးဒီကောင်ကအရေးပြားနဲ့အယိုးပဲရှိတော့တာပဲရက်အနေငယ်လောက်အစာငတ်ထားလိုက်ရင်သူ့လိမ့်မှသွားလိုက်မယ်ပြန်ယူသွားလိုက်မှဒါကိုလေ့ကျင့်ပေးဖို့အချိန်မရှိဘူးလို့ပြောလိုက်တယ်ခြံရှမ်းကမျက်မှောင်ကျုပ်ပြီးဦးလေးသူ့အရွယ်စားကိုကြည့်ပြီးမဆုံးဖြတ်ပါနဲ့သူကအယမ်းညံကောင်းတာညာဘက်ဆိုရင်ကျွန်တော်ကိုအပြင်ထွက်လာအောင်အော်ဟစ်ပြီးညှားခေါ်တယ်ပြီးရင်အထဲကိုခိုးဝင်ပြီးကျွန်တော်ရဲ့မွေးကင်းစာကြောင်ပေါက်လေးတွေကိုအကုန်စားပစ်တာလို့ပြောတယ်ငါအဖိုးကမျက်မှောင်ကျုပ်ပြီးလှောင်အိမ်ထဲကဖြူဖြူသေးသေးမြောက်ကလေးကိုစိုက်ကြည့်လိုက်တယ်မြောက်ကလေးဟာလှောင်အိမ်တန်တိုင်းတွေကိုတွေ့ကက်ရင်ဝမ်းနေစရာကောင်းတဲ့ခွေးပေါက်လေးမျက်လုံးမျိုးနဲ့မောကြည့်နေတယ်သူ့တကူလုံးမှာတခြားမြောက်တွေကြိုက်ထားတဲ့ဒဏ်ရာတွေအမာရွတ်တွေနဲ့ပြည့်နေတာငါအဖိုးကဆေးတံကိုတစ်ချက်ရှိုက်လိုက်ပြီးလှောင်အိမ်ကိုဖွင့်လိုက်သူ့ကိုအပြင်ထုတ်လိုက်လို့အမိန့်ပေးတယ်ချန်ရှမ်းကစိုးရိမ်တကြီးနဲ့ဦးလေးအဲ့ဒီလိုမလုပ်ပါနဲ့ကျွန်တော်သူ့ကိုမွေးထားတာနှစ်ချီနေပြီးသူကျွန်တော်နဲ့တခါမှအဆင်မပြေဘူးသူကျွန်တော်ကိုအကြိမ်ကြိမ်ကုတ်ခဲ့ဘူးတဲ့တခါကဆိုကျွန်တော်လည်းပင်ကိုပြက်လူနီးပါးကြိုက်ခဲ့တာသူ့သွားတွေကတင်းတုံးထားလို့ထက်တာလို့တားတယ်ငါအဖိုးကမြောက်ကိုစိုက်ကြည့်ရင်ရှမ်းကြည်မင်းဒါကိုဘဲကရခဲ့လာလဲလို့မေးတယ်မြို့တဲကဝဲလာတာပါအဲ့ဒီတုန်းကသူက3လသားပဲရှိသေးတယ်လှောင်အိမ်ထဲမှာမြောက်9ကောင်10ကောင်လောက်ရှိပေမဲ့ဒီတကောင်ကပဲကျွန်တော်ကိုဝမ်းနေတဲ့မျက်လုံးတွေနဲ့လက်လန်းပြခဲ့တာကျွန်တော်တနာလို့ဝယ်လိုက်တာပါမဝယ်ခဲ့ရင်သူတို့ကဒါကိုမြောက်ဦးနှောက်ဆွပြုတ်လို့ပြစ်ကြမှာငါအဖိုးကရေးလိုက်ပြီးအဲ့ဒါကြောင့်ပဲပေါ့မင်းကသူ့ရဲ့ပထမဆုံးအရှင်သခင်မဟုတ်ဘူးသူကမင်းကိုအရှင်သခင်လို့ဘယ်တော့မှမသတ်မှတ်ခဲ့ဘူးလို့ပြောတဲ့ချန်ရှမ်းတုံးလုံးသွားပြီးမဖြစ်နိုင်တာသူကတစ်သက်လုံးလှောင်အိမ်ထဲမှာနေခဲ့တာလေဘယ်လိုလုပ်နောက်ထပ်အရှင်သခင်ရှိနိုင်မှာလဲလို့ပြန်ပြောတယ်ငါအဖိုးကမျက်လုံးကိုမိလိုက်ပြီးလှောင်အိမ်တကားကိုဖွင့်ကဖြူဖြူသေးသေးမြောက်ကလေးကိုဆွဲထုတ်လိုက်တယ်သူအပြင်ကိုခြေချလိုက်တာနဲ့ဝင်းထဲကတခြားမြောက်တွေအားလုံးဝိုင်းပြီးအော်ဟစ်ကြတော့တာပဲဖြူဖြူသေးသေးမြောက်ကလေးကခေါင်းငုံထားပေမဲ့သူ့မျက်လုံးတွေကတော့အပေါ်ကိုမော့ကြည့်ပြီးတခြားမြောက်တွေကိုအကဲခတ်နေတယ်ငါအဖိုးကတိတ်ဆန်းလို့ဟောက်လိုက်တဲ့အခါမြောက်တွေအားလုံးချက်ချင်းငြိမ်ကျသွားတယ်သူကမြောက်ကလေးရဲ့ပါးစပ်ကိုဖျဲကြည့်သွားတွေကိုစစ်ဆေးပြီးတော့လက်သေးချီသေးတွေကိုကြည့်တယ်ချန်ရှမ်းကမျက်မှောင်ကျုပ်ပြီးဦးလေးပါလုံနေတာလဲသူဦးလေးကိုကြိုက်လိုက်မယ်လို့တတိပေးတယ်ငါအဖိုးကရဲပြီးဒါကတာမန်မြောက်မဟုတ်ဘူးဒါတရေမြောက်ကွာသူတို့က9နှစ်ကြာမှအရွယ်ရောက်တာအခုတော့သူကကလေးပဲရှိသေးတယ်ဒါပေမဲ့သူကြီးလာရင်တော့ဝက်တကောင်လောက်ကြီးလာလိမ့်မယ်သူ့ရဲ့အရင်ပိုင်ရှင်ကဒါဘာကောင်လဲဆိုတာသိသွားလို့တာတက်တမစီရောင်းလိုက်တာပဲလို့ရှင်းပြတယ်ချန်ရှမ်းအံ့ဩသွားပြီးတရေမြောက်ဆိုတာဘာလဲလို့မေးတယ်ငါအဖိုးကပြုံးပြီးတော့ဝက်တထန်ကြီးမှပြီးလူလိုညံကောင်းတာအရွယ်ရောက်ပြီးသားတရေမြောက်တွေဟာဝန်ပုတွေကိုတောင်ထောင်ချောက်ဆင်ဖမ်းနိုင်တယ်လူစကားကိုတောင်လိုက်ပြောနိုင်ကြတယ်ဒါပေမဲ့အဲ့ဒီလိုလုပ်နိုင်တာကတော့ရှားပါတယ်ချန်ရှမ်းထပ်ပြီးတုံလို့သွားတယ်သူကအဲ့ဒီလောက်အနေရများရင်အခုကလေးကတက်ပြစ်တင်တာလို့သူမကပြောလိုက်တာနဲ့ဖြူဖြူသေးသေးမြောက်ကလေးကသူမကိုစိုက်ကြည့်လိုက်တယ်သူကစကလုံးတိုင်းကိုနားလည်နေတယ်လို့ပဲငါအဖိုးကဆေးရံကိုနောက်တစ်ချက်ရှိုက်လိုက်တယ်ငါတက်လုံးမြောက်တွေကိုလေ့ကျင့်ပေးလာတာတရေမြောက်ကိုတော့တခါမှမမြင်ဘူးသေးဘူးငါသူ့ကိုရင်ပါအောင်လုပ်မယ်တရေမြောက်တကောင်ကမင်းပေါ်တစ္ဆာရှိသွားပြီဆိုရင်တက်လုံးတစ္ဆာမပြတ်တော့ဘူးဒါပေမဲ့သူတို့ကအယုံကြည်ရဖို့မလွယ်ဘူးအရင်ဆုံးသူ့ရဲ့မြမနာကိုချိုးနေရမယ်ချန်ရှမ်းကစိုးရိမ်တကြီးနဲ့ဦးလေးတတိထားပါတော့အစင်မပြေရင်တက်တက်ပြစ်လိုက်လို့မှာတယ်ငါအဖိုးကခေါင်းညိတ်ပြီးစိတ်အေးထားငါတက်နိုင်ပါတယ်လို့ပြန်ပြောတယ်ချန်ရှမ်းထွက်သွားပြီးနောက်သူကမြောက်ရဲ့လေပင်မှာတန်ကြိုးခတ်ပြီးဝက်ချံမှာခြိထားလိုက်တဲ့မြောက်ကလေးကခေါင်းကိုဆောင်းပြီးအသားတကြီးပဲအချီခံတဲ့အဲ့ဒီအချိန်မှာပဲသူ့လေပင်ကထူးထူးခြားခြားကျုံဝင်သွားတယ်လို့ဖြစ်သွားပေမဲ့ငါအဖိုးကတတိမထားမိလိုက်ဘူးမြောက်ကတန်ကြိုးကိုတစ်ချက်ကြည့်ငါအဖိုးကိုတစ်ချက်ကြည့်နဲ့သူ့မျက်လုံးတွေကတစ်ခုခုကိုကြံစီနေတယ်လို့လှုပ်ရှားနေတယ်ငါအဖိုးကမျက်လုံးကိုမှိကြည့်ပြီးမင်းမှာဘာအရေးချင်းရှိလဲပြဆန်းမင်းရှုံးရင်တော့မြောက်အုံနောက်ဆွပြုတ်လုပ်ဖြစ်မယ်လို့ပြောလိုက်တယ်သူကလှောင်အိမ်ကိုဖွင့်ပြီးဘလက်ကြီးကိုထုတ်ပေးလိုက်တယ်ဘလက်ကြီးက6ပေနီးပါးမြင့်ပြီးတင်ကားတစ်စီးလိုတောင်တင်းကသွားတွေကလည်းအလွန်ထက်တယ်သူကတော့ဒီမြောက်အုပ်စုရဲ့အငင်းပွားပွဲမရှိတဲ့ခေါင်းဆောင်ပေါ့သူကဖြူဖြူသေးသေးမြောက်ကလေးကိုကြည့်ပြီးဟိန်းဟောက်နေရင်ငါအဖိုးစီကအမိန့်ကိုစောင့်နေတယ်ငါအဖိုးကအချက်ပေးလိုက်တာနဲ့ဘလက်ကြီးကချက်ချင်းခုန်အုပ်ပြီးဖြူဖြူသေးသေးမြောက်ကလေးကိုပိုက်ခဲဆွဲလာလှုပ်တော့တာပဲမြောက်ကလေးကနာကျင်လွန်းလို့အော်ဟစ်နေတယ်သူဟာအတိုက်ခံရလို့ပြင်းထန်တဲ့ဒဏ်ရာတွေရသွားပြီးအရှုံးပေးတဲ့အနေနဲ့ပလက်လန်လိုက်တယ်ဘလက်ကြီးကငါအဖိုးကိုဂုဏ်ယူတယ်လို့ကြည့်လိုက်တယ်အဖိုးကဘာမှမပြောသေးတဲ့အခါသူကပို့ပြီးပြင်းပြင်းထန်ထန်ကြိုက်လေတော့တယ်သူကမြောက်ကလေးရဲ့လက်ချောင်းကိုကိုက်ဖြတ်တော့မဲ့အချိန်မှာပဲငါအဖိုးကမလုံနဲ့လို့ပြောလိုက်တယ်